ဒီနေ့မှာတော့မနေ့ကပြောသွားတဲ့ဖုံးရွှေပညာရက်ကဘဒူတွေတင်းနေရော်လဲဘလို့လေ့လာရမလဲကစားငင်းပြောပြပေးပါမယ်ဒီ9မျိုးပဲလိုအပ်ပါမယ်ပထမဆုံးအနေနဲ့မိတ်ဆွေတို့မလေ့လာခင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို cleansing လုပ်ဖို့ဒါလေးမဖြစ်မနေလိုအပ်ပါတယ်ဒါကတော့ညီတို့ကိုယ်ဘေးနားမှာရှိနေတဲ့negative energy တွေကိုဖယ်ရှားပေးပြီးတော့ money ကို attract လုပ်ပေးမှာပဲဖြစ်ပါတယ်ဒါတစ်ချက် okay ဘဒူတွေအတွက်လေးလာလို့ရလဲဆိုတော့ကိုကငွေကြေးနဲ့ပတ်သက်တာနောက်ကိုယ့်ရဲ့အိမ်အထားတူတွေနဲ့ပတ်သက်ပြီးတော့ပြုပြင်ခြင်းနဲ့ဖုံးရွှေပညာရဲ့နဲ့ပြုပြင်ခြင်းနဲ့အထောက်ပံ့လေးလိုချင်တယ်ဆိုရင်တော့လေးလာလို့ရတဲ့ပညာရဲ့လို့ပြောချင်ပါတယ်ဒီပညာရက်ကအထောက်ပံ့တစ်ခုအနေနဲ့သာဖြစ်တယ်ညီတို့ action တွေယူပေးရမယ်လှုပ်ဆောင်ချက်တွေလုပ်ပေးရမယ်ဒါမှသာလေမိတ်ဆွေတို့လိုချင်တဲ့ငွေကြေးတွေလက်လာပါတွေပို့ပြီးရရှိလာမှာပဲဖြစ်ပါတယ် okay ဒုတိယအဆင့်မှာတော့ညီတို့ကြီးဝါချမ်းသာဖုံးရွှေအဓိကတော့ညီတို့ကြီးဝါချမ်းသာဖို့ဘလို့အထားတူတွေထားရမလဲဒီလိုလေးရကစားလေးလာပေးပါနံပါတ်3ကိုယ့်ရဲ့အိမ်မှာကိုရေရာပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့ဘလို့လေးတွေဘလို့ဒီအဆောင်ရံရှောင်ရံလေးတွေကဘလို့လဲဆိုတာကိုသိရပါမယ်နံပါတ်3ပြီးတော့နံပါတ်4အဆင့်အနေနဲ့ကိုယ်မှာရှိနေတဲ့ပစ္စည်းအထားတူလေးတွေပြီးသွားတော့အဲ့ရဲ့အဆောင်လေးတွေအယောင်လေးတွေကိုဘယ်နေရာဘယ်တောင်ဘယ်လိုနေရာတွေမှာသုံးရမယ်ဆိုတာကစားဒါလေးကိုလေ့လာပါနံပါတ်5အဆင့်ဖြစ်တဲ့မိတ်ဆွေတို့နောက်ဆုံးပိတ်ကြီးဝါချမ်းသာအောင်မြင်ဖို့ဆိုရင်တော့ဒီရဲ့ဖုံးရွှေအစီရင်တွေနဲ့တူတူကိုကလေ့လာမယ်ဆိုရင်ထောင်ပေါင်းဆောင်ဖြစ်သွားပြီပြန်ကောက်ပေးပါမယ်ဒါကတော့လုံးဝကိုကြီးဝါချမ်းသာအောင်မြင်ချမ်းသာဖို့အတွက်ဖုံးရွှေကိုအထောက်ပံ့နေနဲ့ဒီဟာကလက်လာပါရဲ့အကောင်လေးတွေကိုဘယ်နှမှာထားရမလဲဒါကတော့ဆောင်ရံရှောင်ရံလေးတွေကဘာလေးတွေလဲနောက်တစ်ခုကကြတော့ညီတို့အိမ်မှာရှိနေတဲ့အထားတူတွေဘယ်နားလေးမှာထားရမလဲဒါလေးတွေမလုပ်ခင်မှာညီတို့အမွှေးနှမ်းတာလေးနဲ့ cleansing လုပ်ပေးရမှာပဲဒါကတော့ energy activate လုပ်ပေးတဲ့အမွှေးနှမ်းတာလို့ညင်ပြောချင်ပါတယ်အပြင်မှာတွေ့နေရတဲ့အမွှေးတိုင်းနဲ့လုံးဝမတူပါဘူးဒါက energy activate လုပ်ထားတဲ့money ကိုလည်းအထွက်လုပ်တယ် negative energy တွေကိုလည်း pressure ပေးတဲ့အမွှေးနှမ်းတာပဲဖြစ်ပါတယ်Okay မိတ်ဆွေတို့အနေနဲ့ဒီလိုပုံစံမျိုးလေးတွဲကိုယူမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်0925454456ကိုသာဆက်သွယ်ပေးပါ Bye bye နောက်ဗီဒီယိုမှာအများကြီးပြန်ဆုံတွေ့ပါမယ်